10 years ago, we began our journey together with the same purpose. None of this happened alone. It happened together. Safety professional တယောက်အနေနဲ့ WSH မြန်မာမှာသင်တန်းတွေများစွာတက်ရောက်ခဲ့ဖို့လို့ WSH မြန်မာကဥဆောင်ပြီးပြုလုပ်တဲ့ဒီ ILO project တွေမှာသင်တန်းတွေတူတူပြင်ပြခဲ့ပါတယ်။အမှတ်တရတွေကတော့အခုထိကျွန်တော်ရှိနေသေးပါပဲ။အခုဆိုလို့ရှိရင်ဒီWSH မြန်မာကဝန်ထမ်းတွေအနေနဲ့ကလည်းကိုရည်သဘောပေါက်ပြီးတော့ CR တွေကလည်းပြည်သူ့ပြည်ပအတွေ့အကြုံများစွာရှိတဲ့အတွက်သူတို့အနေနဲ့အဲ့တုံဖာမောင်ပြင်ကြားပေးလို့ရှိရတော့ဒါတရားနဲ့တရားဖို့တိုင်းပြကြပါဖြစ်ပါတယ်။အခုဆိုရင်စနစ်တာခင်းကိုအောင်မြင်စွာနဲ့ဖြတ်တန်းလာနိုင်ခဲ့ပြီဖြစ်ပါတယ်။ရှစ်ဆက်ပြီးတော့လေမြန်မာပြည်ရဲ့စစ်တီကဏ္ဍအတွက်အကျိုးပြုနိုင်ပါစေကြောင်းကျွန်တော်အနေနဲ့ဆုမတောင်းတောင်းပေးပါတယ်။ Happy 10th anniversary ပါ။မင်္ဂလာပါတစ်ထပ်နိုင်ပါ။ WSH ကိုစတင်ခဲ့တာကတော့တို့ဒီပိုင်းကြောင့်စဖွင့်တဲ့နေ့တွေကပဲဖြစ်ပါတယ်ခင်ဗျာ။အခုဆိုဒါဆယ်စုနှစ်တခုတန်ခဲ့ပြီပေါ့နော်။ဒီဆယ်စုနှစ်တခုမှာမြန်မာနိုင်ငံရဲ့လုပ်ငန်းဝင်ပြည်နယ်ကိစ္စနဲ့ကျန်းမာရေးကိစ္စတွေကိုအများကြီးကုသဆောင်ရွက်ပေးနိုင်ခဲ့တာတွေ့ရတဲ့အတွက်အရင်ဝတ်သားကိုယူပြီးပါတယ်။နောက်နှစ်ပေါင်းများစွာနဲ့ဆက်လက်ကုသဆောင်ရွက်နိုင်ပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာ။ကျေးဇူးတင်ပါတယ်။မင်္ဂလာပါရှင် WSH မြန်မာရဲ့10နှစ်ပြည့် anniversary အတွက် congratulations ပါ Health and Safety နယ်ပယ်မှာအခုလိုဆယ်စုနှစ်တိုင်အောင်ခိုင်ခိုင်မာမာနဲ့အောင်မြင်မြင်ရပ်တည်နိုင်တာတကယ်ကိုလေးစားကြုံမိပါတယ်ဒီစနစ်တာအောင်မြင်မှုတွေကနေတဆင့်နောက်နဲ့ပေါင်းများစွာတိုင်အောင်ပုံမကြီးကျယ်တဲ့အောင်မြင်မှုအသစ်တွေနဲ့အတူအနာဂတ်ခီးလန်းကိုရှောက်လန်းနိုင်ပါစေကြောင်းဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်ဆုပါTogether, we develop a safety culture.